အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့စီစီကတော်ပေါ်မှာ10မိနစ်စာဗီဒီယိုမဟုတ်ဘဲနဲ့10မိနစ်စာဗီဒီယိုတင်မလဲဆိုတာပြပြပြရမှာပါဒီလိုတင်ဖို့အတွက် TikTok ကိုအရင်ဦးဆုံးစာအရင်ဆုံးလက်တင်ရပါတယ်ဒီမျိုးစာဘယ်လိုတင်မလဲဆိုတာစီစဉ်တူကြည့်လိုက်ကြရအောင်ကွဲပိုင်ပေးရတရားမြင်းသုံးချောင်းစီကိုသွားပါပြောရဆိုရင်တော့ setting and privacy တွေကိုသွားပေးပါပြောရဆိုရင်အောက်ကိုဆွဲပေးဖို့နော်အောက်နားလေးမှာတရား report a program ဆိုတဲ့ထဲကိုသွားပေးပါပြီးသွားဆိုရင်ဒီနေရာမှာ creation ဆိုတဲ့ဟာလေးရှိရပေါ့နော်အဲ creation လေးကိုနှိပ်ပေးပါပြီးသွားဆိုရင်အဲ့ဒီမှာတရား video shooting လေးကိုနှိပ်ပါမယ်ပြီးသွားရင် setting duration of video ဆိုတဲ့ဟာလေးကိုနှိပ်ပေးပါဒီမှာ10မိနစ်စာ video တွေတင်ဖို့အတွက်ဒီနေရာမှာ yes ဆိုတဲ့ဟာလေးကိုနှိပ်ပေးခဲ့ပါyes ဆိုတဲ့ဟာလေးကိုနှိပ်ပြရနဲ့တရက်နေ့ရက်တော့ဆောင်ရပါမယ်တရက်နေ့ရက်ကြာပြီးသွားပြီဆိုရင်10မိနစ် video တင်လို့ရလားမရလားစစ်ဆေးကြည့်ပါမယ်ဒီကအပေါင်းခလုတ်လေးကိုနှိပ်ပေးပါပြီးသွားဆိုရင် video တင်မဲ့ထဲဝင်ပေးပါမယ်အဲ့ဒီမှာဒီ video ဒီ9မိနစ်စာရှိရဲ့ video ကိုရွေးလိုက်မယ်ပေါ့နော်မင်္ဂလာပါဒီနေ့မှာတော့ခုဆိုရင်7မိနစ်လောက်ရှိရဲ့ video ကိုဒီမှာ TikTok အကောင့်မှာတင်လို့ရပါပြီအရေးကြီးဆုံးချက်နေရတော့အကယ်၍ဒီမျိုး video ရှေ့တင်ခွင့်မပြုသေးဘူးဆိုရင်short video လေးတွေပုံမှန်တင်မှာ follower နဲ့ engagement ကိုတိုးမြှင့်ပေးပါသိချင်တာလေးရှိလဲ comment မှာမေးမြန်းခဲ့လို့ရပါတယ်